သက်ကြီးရေဒီနေ့တော့ပင်လယ်ပြင်ကြီးထဲမှာကျွန်တော်တို့ရေငုပ်ပြီးပင်လယ်စာရှာပုံတော့ဖွင့်မလို့ပြုတ် lobster ကြီးကြီးတွေမိမလားကြည့်အောင်ကဲ spear gun တွေလည်းအသင့်အောက်ဆီဂျင်လည်းအပြည့်ပဲဒီနေ့တော့ပြိသက်ကြီးကိုပင်လယ်စာရှယ်ကျွေးမယ်ဗျာမိုင်းနဲ့လူဒီကိုအားပေးရင်နေမျိုးအောင်လို့ရေးသွားအောင်နော်ဝိုးမိုင်းကတော့တစ်ချက်တည်းပဲငါးကြီးတစ်ကောင်တော့ရပြီပြုတ်မိုက်ကလက်ဖြောင်းနေဆိုပေမဲ့ခိုင်နှလုံးသားကိုတော့ထိအောင်မပစ်နိုင်သေးဘူးပြုတ်ဒီမှာကြည့်အောင်ပြိသက်ကြီး lobster အကောင်ကြီးဗျာလုံးဝလက်လက်ဆက်ဆက်ကြီးပဲဒီကောင်ကိုကင်စားရင်တော့ share ပဲဗျာကင်းမုံတွေလည်းအများကြီးပဲဗျာမိုက်ကတော့လက်သွက်ချေသွင်းနဲ့မိသွားပြန်ပြီ squid ကင်လည်းပါပြီပေါ့ဗျာရေထဲကနေကမ်းပေါ်တန်းတက်ပြီးချက်ပြီဗျာလက်လက်ဆက်ဆက်ပင်လယ်စာတွေဆိုတော့အနက်ကတော့မှုေးနေပြီပြုတ်ဘီယာလေးနဲ့ social ပဲဘာလို့ချိုးလိုက်တာဗျာကိုယ်တိုင်ဖမ်းပြီးကိုယ်တိုင်ချက်စားတာတကယ်အရသာရှိတယ်ဒီနေ့ပင်လယ်စာစွန်စားကန်းကတော့အမိုက်စားပဲဗျာနောက်တစ်ခေါက်ဘဲပင်လယ်ကျွန်းကိုသွားရမှာလဲ comment မှာပြောခဲ့ဦးနော် see you in next vlog